အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့တော့ဝါဖြည့်စာအတွက်ရင်းနှီးအမြသွားစေမဲ့ strawberry ဖြော်ရည်လေးကိုလက်ဖြော်ပြပါရရှင် channel လေးကို like subscribe လုပ်ပြီးအားပေးကြပါဦးနော် notification ခေါင်းလေးနှိပ်ထားဖို့မမေ့နဲ့နော်ဂျပန်ချုံမွေးသီး35ချက်သားခန့်ကိုအသုံးပြုထားပါတယ်ထိုင်ဝမ်သီးလေးသုံးလို့ရပါတယ်နော်လက်ဖြော်မှာဖြစ်လို့လက်နဲ့ကျရလွယ်အောင် strawberry သီးလေးတွေကိုအရင်ပိုင်းဖြတ်ပေးလိုက်ပါရရှင်ပြီးရင်တော့အိမ်မှာရှိတဲ့အာလူခြေတံလေးကိုအသုံးပြုပြီးတော့မှ strawberry လေးတွေကိုကြိတ်ချပေးလိုက်ပါမယ်။ blender ရှိရင်လည်း blender ထဲထည့်ကြည့်လို့ရပါတယ်နော်။ blender နဲ့ကြည့်ရင်တော့ strawberry ဖက်လေးတွေမကြမ်းမဲနဲ့အားလုံးကြည့်သွားမှာဖြစ်ပါတယ်။ကြိတ်ချထားပြီးတော့ strawberry တွေကို1 tea နို့စီချောင်း3ချောင်းထည့်ပေးလိုက်ပါမယ်။တကြားထမင်းစားစွန်း2စွန်းထည့်ပေးလိုက်ပါမယ်။အချိုပိုကြိုက်တယ်ဆိုရင်တော့နှုတ်စီနဲ့တကြားကိုထည့်လို့ရပါတယ်နော်ပြီးရင်တော့အသင့်ပေါင်းခံပြီးသားမလိုင်ပြည့်နွားနို့အေးအေးလေး20ချက်တက်ခန့်ကိုထည့်ပေးလိုက်ပါမယ်ဒါဆိုရင်တော့လွယ်မလွယ်မြန်မမြန်နို့စတော်ဘယ်ရီလက်ဖြော်လေးရရှိပါပြီရှင်အေးအေးလေးတောက်ချင်တော့ရေခဲတစ်တာထဲမှာတင်ထားပေးပါနော်ရေခဲကြိုက်တယ်ဆိုရင်လည်းရေခဲထည့်ထည့်လို့ရပါတယ်အုံဒီကြိုက်တယ်ဆိုရင်တော့အုံဒီလေးချစ်ထည့်ပေးလို့ရပါတယ်ရှင်အခုဆိုရင်တော့ရမ်းလွယ်ကူတဲ့ရင်ကိုအေးစေမဲ့စတော်ဘယ်ရီလက်ဖြော်ရည်လေးရရှိပါပြီအိမ်မှာပဲအားလုံးအတူလိုက်လို့ကြည့်ပြီးအဆင်ပြေကြပါစေရှင်စားဝတ်စုံမုံလုံးလေးတွေကိုပတ်စင်တက်ဆက်သွားမအောင်လို့ channel လေးကို like subscribe လုပ်ပြီးအားပေးကြပါဦးနော် see you in the next video thank you